သိန်းစုငိမ့်တဲ့အရေးချင်းတာလို့ပဲမိပြည်သက်အားပေးမှုနဲ့ဖားစွာထိုင်းနိုင်ငံကို MGI ပြိုင်ဖို့ထွက်ခွာသွားတဲ့ JK ဆိုပြီးအလောင်းငယ် JK ဆိုပြီးကတော့ Miss Grand မြန်မာ2025အလှမယ်ဖြင့်မြန်မာကိုစားပြုဖို့ Miss Grand International 2025ပြိုင်ပွဲကြီးတွေထိုင်းနိုင်ငံကိုထွက်ခွာသွားပါပြီ။ဂျာရီမင်းသူရဲ့ထွက်ခွာသွားတဲ့ပုံရိပ်တွေမှာအားလုံးမြင်တွေ့ကြရတဲ့ရှားတစ်ခုကတော့အရှင်နှစ်တင်နဲ့မတူဘဲနဲ့ပြည်သက်အားပေးမှုနဲ့မှချင်းဆိုတဲ့ချက်ပါပဲ။ JK ဆိုပြီးရှမ်းပြည်နယ်မြောက်ပိုင်းနမ်ခမ်းမြို့လေးကနေမြန်မာနိုင်ငံရဲ့ကိုစားပြုအလားမယ်တယောက်ဖြစ်လာတဲ့ကချင်တိုင်းရင်းသူလေးပါသူမှရှိတဲ့ရေချွတွေကတကယ်ကိုမှမခေပါဘူးအရင်က top ထိုင်တာအလားမယ်ဖြတ်ခဲ့တဲ့နီနီလေးအိမ်သိန်းစုငိမ့်တို့နဲ့ရှင်ပြောရရင်ဒါမှသူ့ရဲ့ profile ကပို့ပြီးတော့မှပြည့်စုံနေသေးလားလို့ထင်မှတ်ရပါတယ်ပထမဆုံးအနေနဲ့ communication skill ပါတဝိုင်းလိပ်စာကိုရေးရေးလဲလဲပြောနိုင်ရုံသာမကအတန်ထွက်ကစနိုင်ငံတကာစစ်မိတယ်လို့ပညာရှင်တွေကသုံးသပ်ကြပါတယ်အင်္ဂလိပ်စာဆရာမလေးတယောက်ဖြစ်ခဲ့တာမလို့သူ့ရဲ့စကားပြောဆွဲရည်ကယုံကြည်မှုရှိပြီးပြတ်သားတယ်မနေ့ကတဲစုငင်းရဲ့အင်္ဂလိပ်စကားပြောရေးစွမ်းရည်ကိုအားလုံးကချီးကျူးခဲ့ကြပေမဲ့ JK ဆိုဗီယာဟာအထက်တောင်မှတပန်းတာနေရလို့ပြောသူတွေလည်းရှိနေပါတယ်။ဒုတိယအချက်ကတော့သူရဲ့နုပညာစွမ်းတဲလဲမှာအစိုးရကနှစ်ခုလုံးမှာပါရမီပါသူဖြစ်ပြီးတော့မြန်မာစတာပြိုင်ပွဲကသူ့ရဲ့ performance တွေကတသေးပါပဲ။ဒီရဲ့ချင်းတွေကြောင့်နိုင်ငံတကာပြိုင်ပွဲရဲ့ talent round မှာအမတ်ကောင်းတွေရပြီးတော့ထိတ်ဆုံးနေရာကနေဥဆောင်နိုင်မဲ့အလားအလာကောင်းတွေပိုင်ဆိုင်ထားသူပါ။ဒီလောက်နဲ့ရက်မသွားသေးပါဘူး။သူရဲ့သွက်လက်ဖော်ရွေတဲ့ပုံစံကလည်းနိုင်ငံတကာပြည်သက်တွေကိုအလဲတကူဆွဲဆောင်နိုင်ပါတယ်။ဒါကြောင့်လေ International Pageant Accreditation Page တွေမှာ JK Sophia ကိုဖိလစ်ပိုင်လှမယ်နဲ့တူ Golden Crown တွေရေပန်းစားဆုံးတော်တူကွန်တက်တာဖြစ်ခံမှန်းထားကြတာပါ။ဒါပေမဲ့နိုင်ငံတကာကသူ့ကိုဒီလောက်သိမဲ့ပြုနေပေမဲ့ကိုယ်နိုင်ငံကိုပြည်တွေမှာတော့သူ့ကိုအားပေးတဲ့ပြည်သက်တွေကရှင်နေတဲ့တည်တသာနေပါနေခဲ့ပါတယ်။လက်စိမ်းမှာသူ့ကိုတွားရပို့ဆောင်အားပေးတဲ့ပြည်သက်ရေအတွက်ကတသေးပါပဲ။ဒီဖြစ်ပျက်ကသူ့ရဲ့ဘလောက်တောင်မှအားငယ်စရာကောင်းနိုင်မလဲဆိုတာသိသာစေပါတယ်။ဘာကြောင့်ဒီလိုဖြစ်ရလဲဆိုတော့အားလုံးသိတဲ့အတိုင်းပါပဲ။မနေ့က Miss World International ဖွဲ့စည်းတဲ့ CEO ဖြစ်သူ Mr. Nawat တို့ရဲ့မြန်မာနိုင်ငံပေါ်ထားတဲ့သဘောထားနဲ့လုပ်ရက်တွေကြောင့်မြန်မာပြည်သက်တွေက MGI ပြိုင်ပွဲပေါ်မှာအကြီးအကျယ်စိတ်ပျက်ခဲ့ကြရပါတယ်။မြန်မာကိုဘယ်တော့မှတောင်းပေးမှာမဟုတ်ဘူးဆိုတဲ့တွေးတွေနဲ့ဒီပြိုင်ပွဲကိုစိတ်ကုန်သွားကြတာပါ။အဲ့ဒီကျိုးဆက်ကိုတော့ဘာမှမဆိုင်ခဲ့တဲ့ JK Sophia ကပြေဝခန်းစားနေရပါတယ်။တကယ်တော့ပြိုင်ပွဲပေါ်မှာစိတ်နာတာနဲ့ကိုယ်နိုင်ငံကိုစားပြုကိုအားမပေးတာကတော့တခြားစီဖြစ်တဲ့မှာ။ JK Sophia အခုဆိုရင်တော့နိုင်ငံတကာစီမင်းထက်မှာမြန်မာဆိုတဲ့နာမည်ကိုလွှဲပိုက်ပြီးတော့တကူတဲ့တိုက်ပွဲဝင်ရတော့မှာပါဒီချိန်မှာသူတို့လိုရဲ့ဆောင်ကပြည်တွင်းကပြည်သက်တွေရဲ့အားပေးမှုနဲ့စိတ်သက်ခွန်အားတွေပါပဲပြည်သက်မရှိလို့အားငယ်နေရတဲ့သူ့ရဲ့ခန်းစားချက်ကိုနားလေပေးတင်ပါတယ်အဖွဲ့အစည်းကိုမကြိုက်တာတပိုင်းကိုနိုင်ငံကိုစားပြုကိုအားပေးတာကတပိုင်းခွဲခြားမြင်ပြီး JK Sophia ကိုအားပေးကြဖို့တိုက်တွန်းချင်ပါတယ်သူ့ရဲ့စူးစမ်းမှုနဲ့အရေးချင်းတွေဟာမြန်မာနိုင်ငံအတွက်ပထမဆုံး Golden Crown ကိုယူဆောင်လာပေးနိုင်မလားဆိုတာကိုတော့ရှင်ခုန်စွာနဲ့စောင့်ကြည့်ရမှာပါပဲပြည်သက်တရားရော JK Sophia ကိုအားပေးကြသလားဆိုတာပြောသွားပေးခဲ့ပါဦးရှင်အားပေးနာဆင်ခဲ့ကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ပါအောင်မယ်ရှင်